နေ့2025ခုနှစ်ဧပြီလ3ရက်နေ့ကျွန်တော်တို့အမေရိကန်ရှေ့ပိုင်းစံတော်ချိန်12နာရီနဲ့29မိနစ်ကြာသပတေးနေ့ဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်တို့တေးဆိုကိုကမိုးပေါ့နော်တေးဆိုကိုကမိုးကနေပြီးတော့မှဒီစာပြုဥဆောင်ပြီးတော့မှကျွန်တော်တို့ခဲ့တဲ့ကျွန်တော်တို့မတ်လ28ရက်နေ့ကကျွန်တော်တို့မြန်မာနိုင်ငံမန္တလေးနဲ့စကိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ငလင်ရဲ့ဒီနောက်ဆက်တွဲဖြစ်တဲ့ကျွန်တော်တို့ငလင်ဘေးသင့်ပြည်သူများကိုကျွန်တော်တို့လူသားချင်းစာနာတဲ့အကူအညီတွေကိုပေးပို့နိုင်ဖို့အတွက်ကိုကျွန်တော်တို့เนาะဒီတေးဆိုကိုဥက္ကမိုးကနေပြီးတော့မှဥဆောင်ပြီးတော့ကျွန်တော်တို့ကိုယ်စားလှယ်တော်များဖြစ်တဲ့ထိုင်းနိုင်ငံကကိုရောင်ဒီစင်ကာပူနိုင်ငံမှကိုယ်စားလှယ်တော်မဆက်သာမလေးရှားနိုင်ငံမှကိုယ်စားလှယ်တော်ကြီးကိုစိုးကြီးဂျပန်နိုင်ငံမှကိုယ်စားလှယ်တော်ကိုလာရောင်ပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှကိုယ်စားလှယ်တော်ကိုရဲနဲ့အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ကိုယ်စားလှယ်တော်ကြီးကိုရန်နိုင်စိုးတို့နဲ့ပေါ့နော်ကျွန်တော်တို့နေ့စဉ်တွေ့ပြီးတော့လိုက်တွေလွှင့်ပြီးတော့မှကျွန်တော်တို့အပင်မခံเนาะကျွန်တော်တို့အေးပြက်ခံပြီးတော့မှကျွန်တော်တို့အစဲလဲခံရသေးတယ်အဲ့လိုမျိုးစုပေါင်းပြီးတော့မှအများစီကနေပြီးတော့ကျွန်တော်တို့ဒီလူတွေလည်းခံတယ်ကိုယ်တိုင်လည်းလူကြတယ်ပေါ့နော်တော်အားဒါနတွေရောဒီအဲ့ဒီစုပေါင်းပြီးတော့ဒီရရှိငွေပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ပညာမှာဖြစ်ပါတယ်စုပေါင်းရရှိငွေကတော့ကျွန်တော်တို့မှာကျပ်ငွေအရာဆိုလို့ရှိရင်တက္ကတိနဲ့3တန်း9,900ပေါ့နော်ဒါမြန်မာကျပ်ငွေရတာပေါ့နော်တက္ကတိ3တန်းဆိုတာကတော့ကျွန်တော်တို့330ပြောတာပါမြန်မာကျပ်ငွေ330နဲ့9,900ကျပ်ဒါမြန်မာကျပ်ငွေနဲ့ရတာနောက်ထပ်ထိုင်းဘတ်ငွေကိုရလာတဲ့ထိုင်းဘတ်ငွေကိုမြန်မာငွေonline လိုက်တဲ့အခါကျတော့လဲလိုက်တဲ့အခါကျတော့10သိန်းရပါတယ်နောက်ထပ် US ဒေါ်လာပေါ့နော်ဒီ US ဒေါ်လာကိုကျွန်တော်တို့မြန်မာကျပ်ငွေပြန်ပြီးတော့လဲလိုက်တဲ့အခါမှာ30မြန်မာကျပ်ငွေ30ရပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးစုပေါင်းဆိုလို့ရှိရင်30 140 150 160သိန်း160နဲ့9,900နဲ့400ကျပ်ဖြစ်ပါတယ်သိန်း160နဲ့မြန်မာကျပ်ငွေသိန်း160နဲ့9,900နဲ့400ကျပ်ဖြစ်ပါတယ်เนาะကျွန်တော်တို့ဒါကတော့ကျွန်တော်တို့အရက်3ကြွာ3စကားနဲ့ပြောလိုက်တာပေါ့နော်တကယ်တမ်းကျတော့စာလိုပေလိုပြောရမှာဆိုရင်တက္ကတိနဲ့6တန်းနဲ့9,900နဲ့400ကျပ်ပေါ့နော်တက္ကတိဆိုတာနဲတာမဟုတ်ဘူးတက္ကတိဆိုတာနော်တက္ကတိ6တန်းနဲ့9,900နဲ့400ကျပ်ဖြစ်ပါတယ်ကျွန်တော်နောက်တာမဟုတ်ပါဘူးအဲ့ဒါကိုကျွန်တော်တို့ဒီအရက်စကားနဲ့ပြောတဲ့ခါကျတော့သိန်း160နဲ့9,900နဲ့400ကျပ်ဖြစ်ပါတယ်ဒီစုစုပေါင်းရရှိလာတဲ့ဒီလူငွေများကိုကျွန်တော်တို့အဲ့နဲ့မန်းလေးပတ်ဝန်းကျင်မှာရှိတဲ့เนาะကျွန်တော်တကယ်အတိဒုက္ခရောက်နေတဲ့ငလျင်ဘေးသင့်ပြည်သူများရဲ့လက်ထဲကိုရောက်အောင်ကျွန်တော်တို့တွေဒီတေချာအစီအမံလေးနဲ့တေချာရောက်အောင်ပို့သွားမှာဖြစ်ပါတယ်။ဟိုမှာရှိတဲ့ pride အတင်းဒီလိုလှမ်းပေးမှာမဟုတ်ပါဘူးเนาะဟိုမှာရှိတဲ့မြေပြင်မှာရှိတဲ့ဟိုပရိယတ်အတင်းအဲ့လိုမျိုးတွေကိုရောဆိုကျွန်တော်လှမ်းပေးမှာမဟုတ်ပါဘူးတကယ်ဒုက္ခရောက်နေတဲ့ဒီရွာမှာလားဟိုရွာမှာလားဟိုရွာမှာလားအဲ့ရွာတွေမှာဆိုလို့ရှိရင်အဲ့ဒီရွာတွေကိုအရင်ဆုံးတရက်လေးလာရေးခီးနဲ့သွားအောင်ပါလေးလာရေးနဲ့သွားကြည့်အောင်ပါသွားကြည့်ပြီးတော့ခြံအောင်လိုတာလားဆေးလိုတာလားစောင်းလိုတာလားခုနပြောတဲ့ချင်းဆေးခွေလိုတာလားတေချာကြည့်ပြီးတော့မှပြန်လာပြီးတော့မှ
ကိုကမိုးတို့ပေါ့နော်တိုင်ပင်ကြပါလိမ့်မယ်တောင်းခံထားတဲ့အတွက်ကိုကမိုးကသူဂတိလဲပေးတယ်ကျွန်တော်ကြားတယ်ဟိုနေ့တော့ဒီကအားလုံးရဲ့ချွေးနှဲစာတွေအားလုံးအစဲခံအဆူခံပြီးတော့မှစုပေါင်းရရှိတဲ့ဒီလူငွေပထမတစ်သုတ်ကိုဟိုခက်လွယ်လွယ်ပေးလိုက်မှာမဟုတ်ပါဘူးတဲ့သူပြောတယ်ကျွန်တော်ကြားတယ်တည်တည်ချာချာပေါ့နော်လိုအပ်တဲ့နေရာကိုလိုအပ်တဲ့ပစ္စည်းကိုသူတို့လက်ထဲကိုအရောက်ပေးဖို့မှာလို့သူဂတိပေးတာပါတယ်အဲ့ဒီအစီအစဉ်ကိုလည်းကျွန်တော်ညီလေးဥက္ကမိုးနဲ့အတူကျွန်တော်လည်းအဲ့ဒီဟာကိုအတူတူဆောင်ရွက်နေပါတယ်အဓိကကကျွန်တော်တို့ချွေးနှဲစာရင်းနဲ့လှူထားတာဖြစ်တဲ့အတွက်ရောက်ဝင်ရောက်မှဖြစ်ပါတယ်သိတယ်မလားလိုရတဲ့ဒါလေးကိုကျွန်တော်တေချာထည့်ပြောခြင်းဖြစ်ပါတယ်အဲ့တော့ဟိုကနေပြီးတော့သွားပြီးတော့ပို့လာတဲ့မှတ်တမ်းများကိုလည်းကျွန်တော်တို့ကဒီကနေကိုယ်စလဲတော်များပြီးတော့ဒီအလူရှင်များထံကိုပြန်လဲပြီးတော့ပို့သွားမယ်ဆိုတဲ့အကြောင်းဂရိသစ္စာပြုပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်အခုဒီစီးရင်ကျင်ညာတဲ့အခါမှာကျွန်တော်တို့ကရှက်ပြလုပ်လို့မရပါဘူးသူများရဲ့